သူတို့စာလည်းမတက်ဘူးမတက်တဲ့ခါကျတော့ဒါတွေမသိဘူးရှင်းမပြနိုင်ဘူးသိကချတယ်ဆိုတာလည်းသူတို့မသိဘူးအဲ့တော့ဝတ်တုံးကတော့ဆရာတော်ကြီးတွေကိုပြင်ပြီးဝတ်လိုက်ကြတာပဲနော်အဲ့တော့ဝတ်လဲပြီးတော့ပြန်လဲပြန်အောင်သိကချမယ်လဲဆိုတော့သူတို့မချတယ်ဘူးအဲ့တော့ဘာဖြစ်လဲသူတို့ရဲ့စိတ်ထဲမှာအသင်ကလူကိုဝတ်လိုက်တော့လူဖြစ်သွားပြီလို့ထင်တယ်ထင်ပြီးတော့ပြန်လွှတ်လိုက်တယ်လွှတ်တော့ဟိုမှာရဟန်းပဲဖြစ်သေးတယ်အိမ်ကြတော့အမျိုးသမီးရှိတဲ့ပုံကိုအိမ်တော်ရှိတဲ့ပုံကိုဆိုအဲ့မှာပါရာတိကကျသွားပြီအိမ်လည်းရောက်တော့အမျိုးသမီးနဲ့အတူနေလိုက်တာနေအဲ့တော့မတိရဘဲနဲ့နော်ပါရာတိကနောက်တစ်ခေါက်ထပ်ပြီးတော့ဘာဖြစ်လဲသူကသူရဟန်းဖြစ်တယ်ဆိုပြီးပြန်ဝင်ပါရာတိကကျသွားပြီဆိုရင်သူကရဟန်းဝင်လည်းမရတော့ဘူးနော်အကျဉ်းတစ်ထောင်တော့ကမ္ဘာနဲ့ရုပ်ဖက်လဲဆိုရဟန်းမဖြစ်တော့ဘူးအဲ့တော့ရဟန်းမဖြစ်ဖက်နေသူကသူ့ကိုယ်သူရဟန်းဖြစ်တယ်ထင်ပြီးတော့နေမယ်ဒကာဒကမတွေလူတဲ့ဆုံးကိုစားမယ်ပစ္စည်းလေးပါကိုသုံးဆွဲမယ်ကိုယ့်တဲ့ကြီးမားတဲ့အသက်ကြီးတဲ့ပုံကိုယ်တွေစားတရားဖြင့်နော်ဟိုကြောတာတွေကိုသူခံယူမယ်အဲ့မှာအပြစ်တွေကတောက်လျှောက်သူ့အတွက်များသွားတာနော်အဓိကပြဿနာပါလေဒါပဲမသိလို့နော်အဲ့အခုဓမ္မကြီးဦးဇင်းတို့တွေလူထွက်မယ်ဆိုရင်အချက်6ချက်ကြည့်ရမယ်နော်ဒါဒကာမတွေလည်းသိထားရမယ်လူဒကာတွေလည်းသိရမယ်ပေါ့အဲ့ဒီမှာစာမျက်နှာ30မှာအင်္ဂါ6ပါးတဲ့အဲ့နော်အင်္ဂါ6ပါးဆိုတာကိုတွေ့လိမ့်မယ်စိတ်ရ1စိတ်တဲ့2ခေတ်3ကာလ4ဘယောဂ5ပုဂ္ဂလ6ဝိဇာဏနာဒီ6ပါးရဲ့အကျယ်ကိုတော့နော်ပါဠိတော်ဘာသာတိကဆိုတဲ့ကျမ်းမှာရေးထားတယ်နော်အဲ့တော့ဦးဇင်းသွားမပြောတော့ဘူးဒီကျမ်းမှာလူရင်းကိုပဲဦးဇင်းနားလည်အောင်ပြောမယ်အဲ့တော့ဒီ6ပါးညီမှသိခါကြတယ်အဲ့တော့ဒီမှာသူဆရာတော်ဗာရေးထားမလဲမပါတော့ဘူးပဲဦးဇင်းပြောမယ်ဆက်ဖတ်မယ်မှတ်ချက်မှတ်ချက်ရဲ့အပေါ်မှာစိတ်ခေတ်ကာလပယောဂနဲ့ပုဂ္ဂလဝိဇာ6ဖြာသိခါကြာကြောင်းဒီသိခါကြနိုင်တဲ့အချက်6ချက်ပေါ့နော်မှတ်ချက်တဲ့ယခုခေတ်၌တဲ့ဇနီးရှိနေသောဒုံလောဘယဟန်တို့သည်တဲ့လူကိုလဲသောအခါဆရာသမားတို့ကကြကြနနသိခါချပြီးမပေးလိုက်